ကောင်မလေးသည်ရေထဲသို့ခုန်ချရန်ပြင်းနေစဉ်မှာပင်သူမ၏နည်းပြသည်သူ၏စူပါပါဝါကိုအသုံးပြုကာသူမကိုလေထဲတွင်ရပ်တန့်စေခဲ့သည်သူသည်သူ၏လက်ချောင်းကိုဝေယမ်းလိုက်ရာကောင်မလေးသည်လေထဲတွင်180ဒီဂရီအတိအကျလဲပတ်သွားခဲ့သည်ဒိုင်လူကြီးများမှာအံ့အားသင့်သွားကြသည်ထို့နောက်နည်းပြကလက်ချောင်းကိုထပ်မံလှုပ်ရှားလိုက်ရုံဖြင့်သူမကိုအပြစ်ဆိုပွဲမရှိသောရေကူးခုန်ချမှုကိုပြုလုပ်စေခဲ့သည်ဒိုင်လူကြီးများကသူမကိုချက်ချင်းပင်အမှတ်ပြပေးလိုက်ကြသည်ယခုတခါတွင်မူသူမ၏ပြိုင်ဘက်အလှည့်သို့ရောက်ရှိလာသည်ထိုကျောင်းသားကအနက်ရောင်ဝတ်စုံဝတ်ကောင်မလေးကိုရေကန်ထဲသို့တွန်းချလိုက်သည်မျှော်လင့်ထားသည့်အတိုင်းပင်သူမသည်သူ့မျှမတာရရှိခဲ့သည်နောက်တစ်ဆင့်မှာမူရေကူးပြိုင်ပွဲဖြစ်သည်ကျောင်းသားလေးသည်စတင်ကလေးကနောက်ကောက်ကျကြံရစ်နေခဲ့သည်အင်းကိုမြင်သောအခါပြိုင်ဘက်နီးပြကယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်သည်သို့သောထိုအချိန်တွင်သူမ၏နီးပြသည်သူ၏စူပါပါဝါကိုထပ်မံအသုံးပြုလိုက်ရာကောင်မလေးသည်ရုတ်တရက်လျှက်စီးလက်တကယ်သို့အလွန်မြန်သောအရှိန်ဖြင့်စတင်ကူးခတ်လေတော့သည်စက္ကန့်ပိုင်းတွင်မှာပင်သူမသည်လူတိုင်းကိုကြော်ဖြတ်ကာပထမနေရာသို့ရောက်ရှိသွားခဲ့သည်ပြိုင်ဘက်နီးပြမှာသူ၏မျက်လုံးကိုပင်သူမယုံကြည်နိုင်ဖြစ်ခဲ့ရသည်ထို့နောက်လက်ဆင့်ကမ်းအပြေးပြိုင်ပွဲသို့ရောက်ရှိလာသည်ကောင်မလေးခုန်ချလိုက်သည့်အချိန်တွင်သူမ၏နီးပြသည်သူ၏လက်ချောင်းကိုထပ်မံမြောက်ပင့်လိုက်ရာသူမသည်ရေကန်ကိုဖျက်ကျော်ကာမီတာ30အကွာအဝေးထိမယုံကြည်နိုင်လောက်အောင်ခုန်ကူးသွားခဲ့သည်ထို့သောဖြင့်သူတို့ကျောင်းသည်ချန်ပီယံဆုကိုဆွတ်ခူးသွားခဲ့ပါတော့သည်ဒီလိုဗီဒီယိုလေးတွေကြိုက်နှစ်သက်ရင်အကောက်လေးကို follow လုပ်ခဲ့ကြပါဦး